ဆိုတရားပါချစ်ချင်းဟောပြန်လေလားခင်မင်းစိတ်သားလူတိုင်းမဲ့ချူခေါ်မလားခင်ဗျာဟွာနာမည်ဒီရှင်တော့ခင်ဗျာမင်းလည်းငါနာမည်မသိတယ်ငါလည်းမင်းနာမည်မသိဘူးဒါအတူတူပဲမင်းနာမည်ကြီးနေတာငါသိတယ်ဒါပေမဲ့နာမည်မငါလည်းနာမည်ကြီးပဲကို့နာမည်လည်းမောင်းမသိဘူးတို့ကပဲနာမည်မကြီးတာတော့မင်းနဲ့ငါနဲ့ဝေးနေသလားမသိနော်ရေစက်ဖြစ်သွားအောင်မင်းလာမဲ့နဲ့ငါစာချုပ်မလားပေးသိန်းတရားအရေးတဲ့ပတ်စံသဘောထုတ်နေတယ်ကျွန်တော်ဇေနီပါခင်ဗျာကျွန်တော် ZANY ဇေနီပါအင်္ဂလိပ်စာတော့တော်တော်ကျွမ်းနေဘိုးလိုလည်းမဟုတ်တတ်တယ်ပေါ့ဟုတ်တော့ဘိုးလိုကလည်းဒိုးလိုမဟုတ်ထိုင်တော့ကျွန်တော်စိတ်ညစ်ပါတယ်ဆိုကိုကြမပြန်တော့ဘူးဗျစိတ်ညစ်ပါတယ်ဆိုကိုကြယုံကရီးစားစကားလာပြောညီလေးဆိုအကိုစောကိုဇေနီနည်းနည်းလွယ်ရနော်ဟုတ်ပြီကိုဇေနီဟုတ်ဒီဘက်ကကိုရင်းကိုယာမပါယာမဂိတကျေစဉ်ဆေးအောင်တော်ဆိုင်တွေကလူရှင်တော်ယာမပါခင်ဗျာယာမမင်းလက်ထဲပလင်းလေးရောက်တော့မင်းကအတန်ဘယ်မှမရောက်ဘူးမရောက်ဘူးမရောက်ဘူးအတန်ပြောင်းလာဟုတ်ပြီဟုတ်ကိုယာမတော့နော်ဟုတ်ကဲ့ဘေးတတော်တိကဟုတော့မေဃတတော်တိယောဇနာဒါနတတော်စက္ကမာဝါစတော်သီလတတော်အဂနိတော်ဘာဝနာတတော်နေဘူးတော်ဟုတ်ကဲ့မေတ္တာတတော်အနန္တောတဲ့မှန်ပါဗျာကောင်းပါဘေးတတော်ဘေးစီများတီးတဲ့အတန်တိကဟုတော့သုံးကဟုကကြားနိုင်တယ်တဲ့ကြားရဟုတ်ကဲ့မေဃတတော်တိယောဇနာဟုတ်ကဲ့မေဃတတော်မိုးချင်းတန်တိယောဇနာသုံးယူဇနာကကြားနိုင်တယ်တဲ့ကြားခြင်းမှာပြီမောင်ကဒါနတတော်စက္ကမာဝါစတော်ဒါနများပြုတဲ့အတန်ကြတော့ကာမဝါစကနတ်ပြည်6ထက်ကကြားနိုင်တယ်မှန်ပါဗျာဘာဝနာတတော်နိဗ္ဗူတော်မှန်ပါဘာဝနာများပွားများတဲ့အတန်ကြတော့နိဗ္ဗာန်များကကြားနိုင်မြန်တယ်နိဗ္ဗာန်ရနိုင်ရောက်နိုင်ပါသီလတတော်အဂနိတော်ဟုတ်ကဲ့သီလများစောက်တည်တဲ့အတန်ကြတော့ဗြဟ္မဘုံနဲ့ဆရာကြားနိုင်တယ်တဲ့ကောင်းဗျာဒါပေမဲ့အကြီးဆုံးကတော့မေတ္တာတတော်အနန္တောတဲ့မှန်ပါကောင်းမေတ္တာတရားဟာအနန္တောနန္ဒစัจ java လာတိုင်းစာမရှိကြားနိုင်ပါမေတ္တာနဲ့ဆက်ဆံတော့မျက်မှန်နဲ့ငိုက်လို့ကောင်းတယ်ဟောမေတ္တာနဲ့သက်တော့တသက်ပံမြဲရတယ်အေးတသက်ပံမြဲမျက်မှန်နဲ့တော့ငိုက်ခိုင်းနေသေးတယ်ဟာဗီဒီယိုဆရာငိုက်နေဦးမယ်ဟုတ်ကဲ့ဟုတ်ပါအောင်ရိုက်ကွင်းချိန်တာဒီတော့မေတ္တာတရားနဲ့ရောက်လာတာပါဟုတ်ကဲ့မေတ္တာလီလီအောင်လွင်တို့ဟုတ်ကျွန်တော်ကိုပြေးစုံကိုပြေးတို့ကိုဖြိုးတို့ဖြိုးကြီးဖြိုးမောင်ဖြိုးကြီးတို့ဟုတ်သူမျက်နှာနဲ့သူနဲ့ကျွန်တော်နဲ့နော်တငယ်ချင်းနေပါဟုတ်မင်းနဲ့ခါနဲ့ဘယ်တော့မှသိဆိုတူကောင်းပတ်နော်ဟုတ်ကဲ့ချစ်ကြခင်ညအေးကွာမြင်ရတာပီတိဖြစ်မိတယ်မိုးတွေကညိုရွာရပြီဟိုကျွေးနေတာမင်းမျောနေတာအဲ့မိုးကွာပူးတာကွာဆက်ဆက်ပါလို့ဟုတ်တာတိတ်နဲ့နမိတ်နဲ့တော်တိတ်နမိတ်ကောင်းတဲ့ကလေးကွာဘလို့အညှိုးနဲ့မြန်ပူးနေတယ်မသိဘူးဟမ်သူပူတာတော့ပါလေအင်္ဂါဟာကြီးပူတာလွယ်ဦးအောင်မမင်းအိမ်ကဟာဒီဘာဒီပြောလို့မိုက်တယ်ကလေးငါတောင်အိမ်တော်မကြသေးဘူးမလေးအိမ်တော်မကြသေးဘူးလေနောက်ထပ်ပြောတာဩအဲ့လိုပြောသမှာလိုက်တယ်လွင့်နေမှာအဲ့လိုမပြောတာဒါကျွန်တော်လိုမလေးမိုးတွေကညိုရွာမလို့နဲ့မဲဟိုတောင်နဲ့စီမလေးကြာနီတွေကပေါ်ပါပြီတဲ့ဟုတ်ကဲ့အဲ့တော့ဘောပေါက်နော်တော့ကိုပို့ခြင်းနေတယ်မြန်ပြီးတာပဲမပြောတော့ဆိုတာတွေရောငါမလုပ်ရသေးဘူးပြန်ရင်းနေပြီလားမသိဘူးရဲ့တော်တွင်းညင်ငါနဲ့လိုက်ခဲ့ပါလားမဟုတ်ဘူးမလေးသူကတွန်းပို့နေတာသူ့
ငါတော့မိုက်မယ်ငါတပည့်တွေမမိုက်ရဘူးဆိုပြီးတော့အကုန်ဦးစင်းဝှက်ခိုင်းတာကျုပ်တယောက်ကြံတာ ကောင်းတယ်ကောင်းတယ်ကောင်း ဟိုးတောင်တဲ့စီမလေးကြာပြူကြာနေတွေကပေါ်ပါပြီတို့မောင်နေရဲ့လေလိုက်ရင်လာမှာတော့ရဲ့လို့ကောက်ဆိုင်သမားလေးတွေကတီးရံမြိုင်ဆိုဟုတ်လား ဟုတ်တယ်ဗျာ မင်းသားကြောင့်လာမဲ့နဲ့ငါတို့ခေါ်ဆိုတော့ကြာဝေးလေကြောင်ပဲလို့ ခုတည်းကတီးလုံးတိုက်တာ အေးဒါတိုက်ပြီးတာနဲ့မယူရမှာနော် ဟောဘာတွေရောက်ပြောနေတာတော့လာမဲ့နေခေါ်ရမှာ ခေါ်ရမှာပဲ ယူရမှာဆိုတော့ကိုဘဝပြောင်းအောင်လုပ်နေတယ် ကျွန်တော်တို့じゃတိုက်ပြီးသွားအင်္ဂါတွေကထွက်ကိုမူးနဲ့မိုက်ကနေထည့် အဲ့ဒါအာယုတ်တာ ပတ်ပြီးတော့ဘုံဒါလေးကျွန်တော်ကူညီပေးပါအောင် ဟုတ်ကဲ့ရ နောက်ကိုပတ်ကိုပါဇက်လေးနဲ့ဖောက်ပါလိမ့်နော် အာ အဲ့စူတဲ့နေရာလေး ပါဇက်လေးနဲ့ဖောက်ပွားလေးခင်ဗျဖုံးနဲ့ရအောင်လုပ်နေတာနော် ငါ့ကိုစိတ်ပြောင်းအောင်လုပ်တယ်ငါပြန်မရမင်းကားနဲ့လိုက်ဖို့ခိုင်းမှာငါပြို့ တို့မောင်နေရဲ့လာမနော်ကို ဟုတ်ပြီ လိုက်ရင်လာပါတော့ရဲ့လို့ကောက်ဆိုင်သမားလေးတွေကတီးသံမြိုင်ဆိုအောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုးမန္တလေးကျွန်တော်တို့မြို့မန္တလေးချမ်းအေးဘူးလိုက်အောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုးရန်ကုန်မှာမပြည့်နေမြင်ပါတယ်ခမရနဲ့ပြည်လို့ဆူညပါလို့တို့ပေမဲ့ကိုမြို့ကိုတော့လွမ်းနေတဲ့ရိုးရိုးပဲရန်ကုန်မှာမပြည့်နေရင်ပါတယ်ခမရနဲ့ဒီလူစုညပါလို့တို့ပေမဲ့ကိုမြို့ကိုတော့လွမ်းနေတဲ့ရိုးရိုးပဲဘိုးယူပညာအတွင်းဝင်တွေမှာကွယ်အင်္ဂလိပ်မေးခရမန်လေးကမြည်ချိုးတော့ကျုပ်တူရီတို့လောက်တော့နားမဆွဲပါမျိုးကိုရွှေမောညိုတို့စပြီးမားကြပါနော် လွမ်းလိုက်တာကွာ ဘယ်တော့ ဘယ်လွမ်းတာ ဘုရားကြီးနာဝဲရရောက်တဲ့မိန်းမကြီး ဘာဆိုင်လို့တော့ ကျွေးယူရင်ရတယ်ကွာ ကိုရစားကောင်းနေ ဆိုင် ထဲ က ပြော သူဒီတချင်းလေးအမြဲတမ်းဖွင့်နေတာ ဖွင့်နေ အဲ့ လား လိုလုံစမ်းပါ မင်းတို့ဆိုင်အုပ်စုကဂရုကတော်တော်မဲ့တယ်ကောင်းနေ ဘာဖြစ်လို့တော့ ဆဲကွာနေရတော့စောင်းမချမ်းတော့ သိရနော် လောက်ပါနောက်ပြီးတော့ငါ တက်နန်းတော်ရှိအောင်မင်းလေဒိုးလေးနဲ့တီးကြည့်အောင် ဟုတ်တယ် ဘစ်တက်ဘေဘီဘလုံးဘေတို့တက်ဘေဘီဘလုံးအာ မဟုတ်ဘူးလား ကျွန်တော်တို့ညွှန်ရလေးပဲငါမေး နင်းနဲ့နမကွနာညောကိုမတော့တိုင်နေနေဟိုဘက်ရွာမိသွားပြီတဲ့ ဘာတော့ ကလေးပန်းနေပါကွာအဲ့ဒါတွေက ဓမြတွေပြောနေတာ စမယ်နော် လောက်နော် ကိုရွှေမုံအိုးညို
မန္တလေးကျွန်တော်တို့မြို့မန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုးမန္တလေးကျွန်တော်တို့မြို့မန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုးရန်ကုန်မှာမပြတ်နေရင်မာတယ်ခမနတ်ပြည်လို့ဆိုရပါလို့တို့ပေမဲ့ကူမြုပ်ကိုတော့လွမ်းနေတဲ့ယူယူပဲရန်ကုန်မှာမပြတ်နေရင်မာတယ်ခမအော်နတ်ပြည်လို့ဆိုရပါလို့တို့ပေမဲ့ကူမြုပ်ကိုတော့လွမ်းနေတဲ့ယူယူပဲဘိုးယူပညာအတွင်းဝင်နေမှာကွယ်အင်္ဂလိပ်မင်းခရတာနေကမြည်ချော်ရောကျုပ်တို့ဘီတို့ဘုံလောက်တော့နာရဲမစဲပါမျိုးဘိုးရွှေမောညိုပြန်တော့မဲလေးမောင်နေပြန်တော့မဲပြန်တော့မဲလေးမောင်နေပြန်တော့မဲငါဟောလိုက်ပြန်ညင်ပြန်ငါ့ကိုခေါ် ခုမှဝိုင်းနေရောက်တာပြန်တော့မယ်တကားပြောနေ ဩဒါကတချင်းရဲ့သဘောတရားရဲ့ ဟုတ်တယ်ဒီကမပြန်သေးပါဘူးကြံလဲကြံသေးလို့ ဟုတ်ကဲ့ ရှိခဲ့ကျွန်တော်တဝက်လောက်လက်စားလည်းပြည့်ထားခဲ့ရတာ မပြန်နိုင်သေးပါဘူးငွေချင်းကြီးကြံသေးတယ် ကြံနေတယ် ဦးနာတို့ကအဲ့ရီခွက်ကြီးရပါကြောက်ခွက်ကြီးကိုပါမှတ်ထားကြတာမသိ ဟုတ်တယ်တူပုံနှံကစားရင်ညသူတို့အဲ့နံသွားပုံလို့ အဲ့တော့ရှိစရာတင် ငါမနဲ့လင်းအုပ်ကြီးတိုင်မှာမလို့လုံးကြအဲ့သမားပြန်တော့ပိုင်းပြားတွေကြံ ပိုင်ပြတော့မဟုတ်ခုတော့တန်ဖိုးခွန်နေကြီးပဲကြံနေ ဇတ်သမားပြန်တော့ချက်ပြားတွေကြံ ဒီထဲကကိုမထွက် ဒီတော့ ဟုတ် ဒီသချင်းလေးရတော့ sorry ပါသချင်းလေးဆိုတော့သိသွားမှာဆိုတော့ ဟုတ်ကဲ့ ဒီသချင်းကနန်းတော်ရှိစရာတင်ရှိခဲ့တဲ့သချင်းတစ်ပုဒ်ပါ ဟုတ်ကဲ့ ညနာမြင်ချစ်ခင်အတန်ကြာတနာဆိုတဲ့စုနဲ့တဲပြည့်တဲ့ညီတော်မောင်ပဲ မမ နော်နောက်စီကြည့်တာကိုသူတော်တော်ညွတ် ဘာဖြစ်လို့တော့ မမြင်ရသေးပဲနဲ့သူကျေနပ်တယ်အတန်ကြာတနာဒီစုပြည့် ပြေးတယ် နော် ဟုတ်တယ် တန်ကြတနာမျက်နှာအမြင်ချစ်ကလေးမွေးလို့ အဲ့ဒါဓာတ်စီဓာတ်ဆန်နေရတာလေ အငတ်တွေဒီစုကုန်ပြီဆိုတာခုနကဟိုဘောထိုင်ပြီးအဲ့ဒါစဉ်းစားရတယ်မန္တလေးတချင်းလေးဖြစ်ပုံလာဘောကနန်းတော်ရှိစရာတင် ဟုတ်ကဲ့ နော် ဟုတ် နန်းတော်ရှိစရာနေကျွန်တော်တို့လွတ်လပ်ရေးမရခင်ပေါ့ ဟုတ်ကဲ့ စัจ जा ကာလ ဟုတ် လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ကျွန်တော်တို့သူများနေကိုတခင်တွေခေါ်နေရ ဟုတ်ကဲ့ဟုတ်ပါ လွတ်လပ်ရေးမရခင်က တာပေါ်တော့ ပလိတ်ကြီးတွေကိုဟုတ်လား ဟုတ်ကဲ့ တခင်ကြီးတို့ ဟုတ် ညီ ကဲ့ ဟုတ်တယ်နော် ဟုတ်ပါဟုတ် ဒီတော့သူတို့ကစက်ကြီးတွေကောက်ဘာတွေကောက်နေဒီတော့စက်ကြီးတွေကောက်ဘာတွေကောက်နေအမှန်ကသူတို့ကိုပတ်စံတွေကကျွန်တော်တို့ပြည်သူပြည်သားတွေကပေးနေရ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ သူတို့ကပြည်သူပြည်သားတွေစီကပတ်စံတွေကိုလက်ဖြန်ပြီးတော့တောင်းပြီးတော့ကောက်ပြီးတော့သူတို့ကကျွန်တော်တို့နိုင်ငံကိုအုပ်စီးနေ ဟုတ်ကဲ့ဟုတ်ကဲ့ နော်ဒီတော့တို့မှစီယုံပေါ်လာပုံပေါ့ဗျာ ဟုတ်ကဲ့ဗျ ဒီတော့ဘာဖြစ်တုံးဆိုတော့လွတ်လပ်ရေးဖခင်တို့အဲ့မှာကျောင်းသူကျောင်းသားတွေဟုတ်တယ်နော် ဟုတ်ကဲ့ သူတို့ဖွဲ့ရနေဟာဒါသူတို့ငါတို့တခင်ခေါ်နေရတာမဖြစ်နိုင်ဘူး ဒါဟုတ်မှာမဟုတ် ဟုတ်တယ်မဟုတ်လား ဒါပေါ့ တို့ကပတ်စံပေးနေရ ဟုတ်ကဲ့ ပေးရ သူတို့ကပတ်စံတောင်းတာ ပတ်စံတော အဲ့ င်း တော့ပေးရတဲ့လူက သခင်ပဲ ခင် ဟုတ်တယ် တောင်းတဲ့ကောင်က ကျွန်းပါခင်ဗျ ကျွန်မဲဒါဆိုတို့ကသခင်မျိုးတွေဟာ ဟာသခင်မျိုးဟိတို့ပါမှာ အဲ့မှာတို့ဘမှာစီယုံပေါ်လာတော့ ဟုတ်တယ် နေရီလက် ဟုတ် ဟောပြောဝဲတွေလို့ ဟုတ်ပါ တိုင်းမဲ့လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းကဂီတတန်လေးတော့ပါမဖြစ်မယ် ဟုတ် ဗီ ကဲ့ ဒအရာရာအသုံးဝင်ပါတယ်ဗျ ဟုတ်လား ဟုတ်ပါ ဒီတော့တို့ဟိုပြောပဲမစခင်တချင်းလေးပါလေစူရအောင်ဆိုတော့ စီလုံးနာမို့ဗျာဗီ ဒါ ဒ ဆိုရင်တချင်းတော့ရှိမှဖြစ်မယ် ဟုတ်တယ် တချင်းရှိမှဖြစ်မယ်ဆိုတော့တ
တချင်းရေးခိုင်းအောင်ဘယ်သူရေးခိုင်းမလို့ကွာ ဒါပေါ့ မန်းလေးမှာနာမည်ကြီးနေတယ်ဗျာနန်းတော်ရှိဆရာတင်နေဗျာ ဟုတ်ပါဟုတ် တန်ညိုးရိုက်ခေါ်ဗျာ ဟုတ် ဟု ကဲ့ တ်ပါ ရန်ကုန်ကိုလှမ်းခေါ်လိုက် ခါလန့်ခေါ် ဟုတ်လား ဟုတ်ကဲ့ ရေးပါတယ် ဘယ်နဲ့ အမျိုးသားတို့တို့ကြရပါတို့ဗမာရှိကနေဝတ်ထွက်သည်ဗမာပါတို့ခေကိုတော့ရောက်ရမည်မလွယ်ပါတို့ဗမာမြန်မာပြည်ဝမ်းကုံစင်ကိုအိမ်မက်ပါကိုရမက်ပါအဲ့ဒါတို့ဗမာအဲ့ကြမှာ ဟုတ် က ကဲ့ ဘာမကြီးဗမာပြည်ဒါတို့ပြည်ဒါငါတို့ပြည်ဒါတို့ပြည်ဒါတို့ပြည်ငါတို့ပြည်ဒါတို့ပြည်ရပိအဲ့ဒါကိုအချိန်ချင်းပြန်တော့ပြည်သက်ကလည်းဒီစာသားကိုရလာ ဟုတ်တယ် ရလာတော့အမှန်နဲ့တက်ကြွတဲ့စိတ်တွေနဲ့ထပြီးတော့ဆိုးလာကြတာ ဂီတအားထည့်ပေးတာ ဂီတအားနဲ့လှုံ့ဆော်လာ ဟုတ်တယ် ကဲထားပါဒီတော့နန်းတော်ရှိစရာတန်ရန်ကုန်မှာအဲ့ဒီမှာလေမှုထမ်းနေရတော့ ဟုတ် တနေ့ကျတော့သတင်းမောင်လေးဖွင့်လိုက်တော့ဩမိုးလေးတွေကလည်းညိုလို့ ဒါပေါ့ တချင်းလေးတစ်ပုဒ်တော့ရေးအောင်မယ် ဟုတ်တယ် မန္တလေးရောက်နေတာကရန်ကုန်နော် ဟုတ်တယ်နော် ရေးလိုက်တဲ့သချင်းကမန္တလေးကျွန်တော်တို့မြို့မန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုးကျွန်တော်တို့မန္တလေးမြို့ကြီးဟာတဲ့ချမ်းတဲ့ခါကျရင်လေရာသီဥတုကပြင်းပါတယ်ချမ်းပါ ဟုတ်တယ် နော်မိုးရာသီကျရင်လေကားလမ်းနဲ့ရေရှောင်ကိုရွာတာ မန္တလေး နွေရာသီဆိုလည်းပူလိုက်တာဟုတ်လား နေတရား ဒီလိုရာသီဥတုတွေဆိုးရွားလုံးလို့အောက်သူတွေလိုက်ခဲ့ရမယ်အောက်သူဆိုတာ ရန်ကုန်သူ ရန်ကုန်သူတွေ ဟုတ် ဟုတ်ကဲ့ အောက်သူတွေလိုက်ခဲ့ရမယ်မောင်နေမစိုး ဟုတ် နေကြပါတဲ့မင်းတို့ရန်ကုန်တော့ ဒါပေါ့ ရန်ကုန်မှာမပြတ်နေကြပါတဲ့နတ်ပြည်လို့ဆိုကြပါစို့ဟုတ်တယ်လေ ဟုတ်ပါ နေချက်ကအုပ်စိုးထားတဲ့ခေတ်ဆိုတော့အဲ့မှာကားတွေရောဒန်းတော်မှုရာတွေရောဟုတ်လားပြက်စစ်မီတွေထိန်အောင်ဝင်းလို့ ဟုတ်ပါ ရန်ကုန်မှာမပြတ်နေကြပါတဲ့နတ်ပြည်လို့ဆိုကြပါစို့မင်းတို့ရန်ကုန်မှာငါနေရတာဇိမ်ရှိပါတယ်တဲ့နန်းတော်ရှိဆရာတင်က ဒါပေါ့ ဒါပေမဲ့ तू ပြောတဲ့စကားလုံးလေးက ဘယ်နဲ့ တို့ပေမဲ့ကိုမြို့ကိုတော့လွမ်းနေတဲ့ယူယူပဲပြူ ရိုးလေးပဲ မောင်နေတို့ကတော့အညာသားတွေပဲဟိယူယူသားသားပဲပြောချလိုက်တော့မယ်ငါမန္တလေးငါလွမ်းတယ်ကွာတဲ့ ဟုတ်ကဲ့ ဟုတ်လား ဒါပဲ မမ နွားကောင်းတော့လက် ဟုတ် ဩဝါထားပါမိချောတရုပ်ဆောင်နန္ဒသူမို့လို့လုံးပြီးရေးတာ တလောက်လုံးတာတောင်ထမင်းမလွတ် ပြောမှာ လာ မတက်နဲ့မခေါ်နဲ့အဲ့လူမခေါ်နဲ့ကျွန်တော်နဲ့ရန်ဖြစ်နေတာနဲ့ရှေ့ရောက်မှာမဟုတ် နည်းနည်းလေးပြောမယ်ကွာအဘနန်းတော်ကြီးအကြောင်းပြောတော့ရင်ထဲခံစားလို့ ဘူး အမြင်မှနမိတ်အတိတ်မှလက်ဆောင်အတန်မှတပေါင်းပါလေ ဟုတ်ကဲ့ အဘနန်းတော်ကြီးဆရာတင်ရဲ့တခြင်းတွေကခံစားရတယ်များတယ် မျက်လုံးကိုနှစ်ဖက်လုံးပြူးပြီးပြောပါ ဟုတ်ရင်ထဲခံစားနေတာ မျက်လုံးကိုနှစ်ဖက်ပြူးပြီးပြောပါပြေးသက်ပေါ်မလေးသားကြတယ်အိတ်ချင်းနေရလား ခံစားအောင် အဲ့ဒီရှင်ကိုကြောက်ခွက်တန်လေးခံနေရဟုတ်ကောတတိလိုက်ရတယ်ပါလွန်လဲလွန်တာ တဲလွန်းတာလို့ တိရိမင်ဘော ဩခင်ဗျားမွေးရဲပြီ လွန်လို့လာတာဗျဒေါ်တန်စေရနာနဲ့ဒီမရောက်ဘူးရဲ့ငါလူမှတ်တာ ဟုတ်ပါသိတယ် ဒါကမိုင်မောင်းနေဦးပဲ မလေး ဟုတ်ပါ ရွှေ ဟုတ် တော် ပါ မြိုင်မြို့တောကြိုတောကြပေါ့ဟုတ်လား ဟုတ်ကဲ့ တောကြိုတောကြပြောရမှာ ဟုတ်ဝေးလို့ အဲဒီကနေပြီးတော့ဒီရောက်လာ ကျွန် တာ တော်ဟိုရောက်ခင်ဗျားပြောပါဒီပြောမှာနော် ဘယ်တော့ အဲ့ရလီဒီရောက် ပြောရင်ပြောရဘေးဥဒုက္ခတွေများတာတို့ရေတော်ဟာအားလုံးပါပြမော်လဝမ်းသာပါတယ် နွားကောင်းတော့လက်တယ် ဟုတ်တယ် မြင်းကောင်းတော့ဇက်လူကောင်းတော့ချက် ဟုတ်ကဲ့ နန်းတော်ရှိစားတယ်ရေးသွားတာနော် ဟုတ်တယ်အဲ့ဒီချက်ကတော့ငါကြိုက်တယ် ခင်ဗျားတို့ဒါတွေးနေတာဟမ် ချက်မြုပ်ဒေတာပြီးခဲ့တယ် ဘယ်လောက်လှုပ်စားနေရအမှန်မရှိလှုပ်စားအောင်မ ဟုတ်တယ် ဇက်သက်မပြတ်ဘူး နွားကောင်းတော့လက်တယ်နွားမြန်ကောင်းမကောင်းသိရင်နွားနားလေတဲ့လူကရက်ထားတာနဲ့လက်ကြည့်တာနဲ့သိ ဟုတ်တယ်ညနေတဲ့လက်ကလေးကြည့် မြင်းကောင်းတော့ဇက်တယ် ဟုတ်ကဲ့ မြင်းကောင်းမကောင်းသိရင်ဒုံဆိုင်ပြေးနေတဲ့မြင်းဇက်ကျိုးဆောင်ဆွဲလိုက်တုံကနေရက်တာ ဟုတ်တယ် ဒီလို လူကောင်းတော့ချက် ဟုတ် သူတော်ကောင်းများလူကောင်းများမှန်ရင်ကိုယ့်ရဲ့ချက်မြုပ်စာတီကိုဘယ်တော့မှမမေ့ရအောင် မဆုံးမဆုံး အဲ့ဒါဒီလိုပြောတာလား အဲ့ဒါကိုသူက မသိပါဘူးဟိုကလေးတွေငါရှင်းပြတော့တမျိုးကြီး ဘယ်လိုလဲ ဟိုကမောင်းတီးတဲ့မောင်ဖိုးစီတို့ ဟုတ်လား အဲ့ကောင်လေးငါရှင်းတော့ဇက်ထုတ်ကတထုတ်ကွာ ဟ
အခုသူရှင်းမှလင်းနဲ့လင်းသွားတော်သေးရဲ့ အဲ့ဒါတော့ဟုတ်ပဲလားကွာချက်မြုပ်ဆိုတာမေခဲ့တာပေါ့ ဒါပေါ့ လူတွေမပြောနဲ့နွားတွေတောင်မှမိုးဦးကြရင်ခြိတိုင်းပြန်တရိယာသေးတော့ လွှမ်းဟုတ် ခံစားရတာ ဒါပေါ့ တခါကျလွန်းတာပေါ့ ဟုတ်တယ် ကိုနန္ဒရေ ဗျာ ဒါကြောင့်ရန်ကုန်မှာမပြည့်နေရပါလေခမရနတ်တီလို့ဆိုကြပါလို့တို့ပေမဲ့ကိုမြို့ကိုတော့လွမ်းသေးတယ်ရိုးရိုးပဲပြောဘိုးချုပ်ပန်းညံအတွင်းဝင်လေးမှာကွယ်အင်္ဂလိပ်ဘေးခရသားတွေကမိချိုရောလွတ်လပ်ရေးမရခင်ခေတ်ဆိုတော့ ဟုတ်တယ် ဘိုးချုပ်ပန်းညံထဲမှာလေအင်္ဂလိပ်ကဘင်းခရသားတွေကတောင်း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  အင်္ဂလိပ်လက်အောက် ကျွန်တော်ထောင်းပြီနော် ဟုတ်တယ်အင်္ဂလိပ် အ လက် င်္ဂ အောက် လိပ်ဘင်းခရသားတွေကလေ ဟုတ်ကဲ့ ဟုတ်တယ် ဘိုးချုပ်ပန်းညံကြီးထဲမှာစူညံလို့ပေါ့တဲ့ ဒါပေါ့ အတွင်းဝင်လေးမှာကွယ်အင်္ဂလိပ်ဘေးခရသားတွေကမိချိုရောမင်းတို့ဘေးခရသားတွေနိုင်ငံခြားကလာတဲ့ဂီတသံတွေဘလောက်ကောင်းတယ်ပြောပါသေးတဲ့နန်းတော်ရှိဆရာတင်က အဲ ကျုပ်တို့ဘီတို့ဘုံလောက်တော့နားရဲမဆွဲပေါင်းမျိုး ပါထိမိလိုက်တယ် တို့နန်းတော်ရှိမှာ ဟုတ် ကောက်ဆိုင်သမားတွေကောက်ပြန်ရင်တီးပြီးတဲ့ကောက်ဆိုင်ပြန်ရင်တီးပြီးတဲ့နန်းတော်ရှိအောင်ပင်လေဘီတို့ဘုံလောက်တော့ငါနားရဲမဆွဲပါဘူးတဲ့ ဟုတ်တယ်ဟုတ်တယ် ကျုပ်တို့ဘီတို့ဘုံလောက်တော့နားရဲမဆွဲပေါင်းမျိုးကိုရွှေမောညူပြန်တော့မဲလေးမောင်လင်ပြန်တော့မဲပြန်มาတော့မဲမင်းတို့ရန်ကုန်ကြီးမနေကြပါဘူး နေ တဲ့ ချင်မောင် ပြန်တော့မဲလေးမောင်လင်ပြန်တော့မဲ ရန်ကုန်မှမဟုတ်မယ်ကျန်တဲ့မြို့တွေလည်းမနေတော့နဲ့မီးမမှန်တော့ဘူးပြက်ကုန်အခြေအနေမကောင်း ဒါဟွာကြောက်မှာဗျအဝါပေါ့ နာမည်မထုတ်နဲ့ ကိုညဘူတာယုံမှာကွယ်တိကတိတောင်းဝဲလို့ထားပါပြီတဲ့ ဟုတ်ကဲ့ ကိုညဘူတာယုံဆိုတာအခုတော့ရန်ကုန်ဘူတာကြီးပေါ့ ဟုတ်ကဲ့ တိကဆိုတာအရင်တုန်းကကျွန်တော်တို့ကြောင်မီသူယထာတွေ ဩ ယထာလက်မှတ်ကိုတိကလို့အရင်တော့ခေါ်တာ ဩဟုတ်ကဲ့ဟုတ်ကဲ့ ကိုညဘူတာယုံမှာကွယ်တိကတိတောင်းဝဲလို့ထားပါပြီတဲ့ဇီးွက်ရည်တဲ့မောင်လေးရဲ့ရန်ကုန်ကဇီးွက်စိန်ဆိုတဲ့မင်းသားကြီးကိုရောက်တုံးရောက်ခိုက်တချင်းရေးပေးခဲ့လို့ ဟုတ် ဟု ကဲ့ တ် ဇီးွက်ရည်တဲ့မောင်လေးရဲ့မင်းမဲကိုသွားမလဲလို့ဟိုးပစုံတော်သားတွေကတားပြန်လို့ဒါလေးမနော် ဘာဘေတော့ ဖက်ကြီးရကြတာ ဟုတ်လား ငါလန့်အဲ့ဒါကမင်းတို့တချင်းငါရတာမဟုတ်ဘူး ဘက်အဲ့လိုကြီးမလုပ်ပါနဲ့ ဟုတ် တက်ပြီတော့လာမယ်နော် ဘာဘေတော့ဟာ ကိုရွှေသိလား ကိုရွှေရတို့ကိုငွေနဲ့ညီကိုလေကွာမင်းရတယ် မတန်းကြီး ဒီကအဒီ မော ပဲ င်ပေါ့အကြီးကြီး ဒိုးဘက်လို့တီးမယ်နော်ပတ်တုံးပေရုံဘ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 ုံပတ်တီဘုံဘုံလုံးသမောင်တစ်ပတ်တစ်စစ်လောက်ငါပြန်ခိုင်းနေရမယ်ဆိုင်းเสียမဇွေပြဆိုင်းเสียပါ မင်းကလည်းပါဇက်နဲ့အရင်လောက်ရတယ် ဟုတ် နောက်မှ तू ကမင်းပါဇက်ကြည့်ပြီးတော့ လိုက်ကြည့်အဲ့လိုလုပ်ခမ်းပါ ဗီဒီယိုထဲကြည့်တာဘယ်တော့ စမယ်နော် မညီကျိုး လုပ်ကြည့် တာ တယ်မောင်တစ်စစ်လောက်ပြန်လုပ်လိုက်ပတ်တုံပေရုံဘ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 ုံပတ်တီဘုံ မင်းပါသက်ကိုပတ်နဲ့တူနေ ရိုးနေပါအဲ့လုံး ဟုတ်လားအဲမယိုးရင်ယိုးမယိုးရင်နေ ရလာမန္တလေးရလီရှင် ဟုတ်နောက်တော့မသိတာဒီမင်းတို့လာအောင် ဟုတ်ပါဗျာငါကောင်ဆိုင်းเสียနီနီလောက်တော့လာ ဟမ်မပေါ့နဲ့တော့ရွှေမန်းနဲ့မောင်သားအကြီးဆုံး ချမ်းသာ ဒိုးစီရကို ချ ချ မ်း မ်း သာ သာ တော့မလုပ်ပါနဲ့ ဒိုးစီရကိုချမ်းသာတော့ဘုန်းကြီးကျောင်းနဲ့နေတာနော်နာမည်စီးသွား ဟုတ်တယ် ရွှေကြီးရွှေကြီးရွှေကြီးအခါတော့ဒီလာများလိမ့်မည်ရွှေမန်းတင်မောင်ဆိုခဲ့တာ ဟုတ်တယ် နော်ဟုတ်ပါတယ်ဗျာသူဆိုခဲ့တော့ဒါကိုချမ်းသာဆိုတော့ तू ကတချင်းอ่ะ
ချမ်းသာတန်ကြတော့ဟိုကမိဘမျက်နှာအုံးမဲ့တုတ်တာပြောတာပါနော်အရင်တော့ကကျတော့ရွှေကြီးလို့လာတာ ဟုတ်တယ်လေ ချမ်းသာလေးကြသူကမဟုတ်တော့ဘူး ဘယ်လိုလား ရွှေကြီးစီရွှေကြီးစီရွှေကြီးစီရွှေကြီးရိုက်ခတ်လို့တည်တံချလိုက်မည် တူတယ်မဲဒါလို့သူမိသလောက်ပေါ့ငါညီရဘယ်လိုဖြစ်ဖြစ် ချမ်းသာတို့ခေတ်ကြတော့ဒီလိုဖြစ်သွားတာ ဟု ပေါ့ တ်တယ် နော်အရင်တော့ကတော့ယောက်ျားမိန်းမနာတဲ့ ဟုတ်ပါ နော်ယောက်ျားများတဲ့ချင်းဆိုရင်အာသာနဲ့ခန့်တန်လာ ဟုတ်တယ်လေ ဒါမို့အဲ့ဒီပတ်ပါလို့တဲ့လျာ ရှေးတုန်းကအာသာနဲ့ အာသာနဲ့ ဒီလူ ရှေးတုန်းကမင်းသားမင်းသမီးတွေက तू ကအပြိုင်ဆိုင်တွေရှိတာပဲ ကိုချမ်းလို့ကိုချမ်း ဟုတ်တယ်နော် ဟုတ်တယ် မိန်းမကြတော့ မိန်းမ နာတန်လေးတွေနဲ့ ဟုတ်တယ်လေ လင်းရွှဲအောင်တန်းနေလို့ချော့တာ ဟုတ်တယ် လင်းရွှဲမတဲ့အောင်တန်းနေလို့အသေးတယ်မှာဆဲလကအတိအကျရင်ကတင်းဝင်းမှာကိုကြီးတင်း မင်းကငါအာယုံရတာ ခုခေတ်ကြတော့ အတန်လေးတွေအာယုံရခန္ဓာ ယောက်ျားအာမဟုတ်တော့ဒီဘက်ခေတ်ရောက်လာတော့ ဟုတ် ယောက်ျားတွေကနှာတွေဖြစ်ကုန် ဟုတ်တယ် မိန်းမတွေကအာတွေဖြစ်ကုန် ဘယ်လိုလဲကဲအဲ့ဒါ မိန်းမအာကဒါချစ်တယ်လားအဲ့ဒါချစ်တယ်လား အဲ့ဒါချစ်လား ဟောတော်များချစ်တယ်လားကွယ်ပြန်ပြောအောင်အမီကျော်သိန်းတို့အာကြီးတွေနဲ့ ဟုတ်တယ် ဒီကခေတ်နှာနဲ့နာမည်ကြီးသွားကြတာဒီလေအများကြီးပဲ မဲအားတွေ သူ့ကြကြောင့်မဟုတ်ကျွန်တော်ကသဘောကျလုံးလို့ပါ သဘောကျ အခုတော့မရှိတော့ပါဘူး မဲ နော်ဆုံးမသွားပြီကျွန်တော်တို့ဆိုင်းထဲမှာလေနှာနဲ့နာမည်ကြီးသွားတာ လုံသားပါ ဗါတဲ့ မဲ သူ့အတန်လေးက ဒီတချင်းလေးကိုနာဆင်မိရဲ့လေကျွန်တော်လူတော်ကြီးရဲ့စေရနာတွေလူတိုင်းသိမြင်နိုင်မှာစီဒီတချင်းလေးကိုနာဆင်မိရဲ့လေကျွန်တော်လူတော်ကြီးရဲ့စေတနာတွေလူတိုင်းသိမြင်နိုင်မှာစေနေလို့အေးတဲ့စေတနာမောလို့အေးတဲ့စေတနာရေလို့အေးတဲ့စေတနာလေးတွေနဲ့ပေကံစွန့်ကြဲနေတရာပတ်လုံးဒါနမြောက်ခဲ့တာလေဘုရင်စုတောင်းလိုက်မယ်လေဘုရင်စုတောင်းလိုက်ပြရရင်အလူတကာကြီးနိဗ္ဗာန်ရောက်ပါစေ သူ့နာရီတော့ငါနဲ့လီပါတီနဲ့သွားချခံစားရတာ လေးပါးလေးနဲ့ခင်ဗျဘယ်နဲ့သွားချတာ သူတို့ကရှေ့ကမိုးမြောင်နဲ့အဲ့ဒီတချင်းတွေဆိုတော့ငါနဲ့လီပါတီနဲ့တွဲပြီးတော့ဆိုင်ကယ်နဲ့ပတ်နေခံစားချက်ပါအဲ့ဒါလည်းကိုဘိုးကြီးရဲ့တမျိုးပါရမီထူးတာပဲငါကြီးရဲ့ ဒါပေါ့ သူ့ရဲ့ပါရမီနဲ့သူ ပါရမီကောင်းတယ် တကယ်လွမ်းပါတယ်နော် လွမ်းတာမောကောင်းတဲ့ပုဂ္ဂိုလ်တွေတကယ်လွမ်းပါတယ် လွမ်းလိုက်သွားပြီ လိုက်တော့မလိုက်ချင်ဘူး तू ကစိတ်ရင်းပုတ်တာကြလား ဒီတော့တချင်းဆိုတဲ့နေရာမှာလေထိုင်ခိုင်းကြနာဖို့ကအရေးကြီးပါတယ် ဟုတ်မင်းလည်းတော်တော်ကောင်းနေပြီရဲ့ တချင်းဆိုတာပြောတော့ တချင်းဆိုတာကောင်းပါလေ ပြန်တော့မယ်လေမောင်နေပြန်တော့မယ် ဟော ဒီမောင်တင်ကို6ခါလောက်ရှိပြန်လဲ ဒီကောင်ပြန်တော့မယ်ပြန်တယ်လက်ဆောင်ပြန်စောင့်နေတယ် စီမူလေးရရမလား အဲ ပြန်တော့မယ်လေမောင်နေပြန်တော့မယ်ကိုညာဘူတာယုံမှာကွယ်တိကတိတောင်းမယ်လို့ထားပါပြီတဲ့ဇီဝရည်တဲ့မောင်နေရဲ့မိဘကူသွားမလဲလို့ဟိုးဘယ်လိုနောင်သားတွေကတားပြန်လို့ ပါမေပါ ဟောရအောင်နဲ့တစ်တာတင်ကြတော့လိုက်လို့ရ မင်းဆိုင်
တိုင်းနဲ့လည်းငါစိတ်ကူးမရှိပါဘူး သူကလည်းအတန်ကောင်းတယ်ခင်ဗျကျုပ်လူအရင်ပြုတ်ချင် CD ထုတ်ပါ ဟုတ်လား ဟော အဲ့ဒါလည်းဟုတ်တာ အကြံပေးတာ အဲ့ဒါဒါလည်းတစ်မျိုးပေါ့ခံစားမှုနဲ့ဆိုင်ပါတယ် အတွေ့အကြုံတွေအများကြီးอ่ะ ဘာမကြီးကိုလွတ်မရဘူးရစီဒီထုတ်ဖို့ပြောနေ ဟမ်ကဘာမကြီးရပါတယ်မင်းစင်မင်းမတီးတော့ဟုတ်လား ကိုရွှေမော